စုံတစ်ခုဖြစ်ချင်တယ်ဆိုလို့ရှိရင်ဆူတောင်းမနေနဲ့ဆူတောင်းနေလို့ဘာမှမရဘူးတဲ့ထိုအနေအထားမျိုးကိုရောက်စေတဲ့လမ်းကြောင်းအတိုင်းဆောင်ရွက်ပါလို့မြတ်စွာဘုရားရှင်းရှင်းလေးဥပမာပြောထားမင်းဟိုဘက်ကန်းကိုရောက်ချင်သလားငါဟိုဘက်ကန်းကိုရောက်ပါရစေလို့မင်းဆူတောင်းနေတနေ့ကုန်ထိုင်ဆူတောင်းဟိုဘက်ကန်းမရောက်ဘူးလှေရှာသင်္ဘောရှာဟိုဘက်ကန်းခုဘာမှမပိုင်လက်ပြကူထားပဲရှိတယ်အဲ့ဒါရောက်တော့မှသိချအဲ့တော့လက်တွေ့ကြကြလုံးရမယ်ဆိုတာတွေကိုဆုံးမတော့လက်တွေ့ကြကြလို့ဆိုတဲ့တဲ့ပဲမြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုနောင်ဘဝအတွက်သာအသုံးချရမလို့ဆိုတာမာယွင်းနေချက်ပဲဖြစ်တယ်နိဗ္ဗာန်ရောက်ကြောင်းတစ်မျိုးသာရှိတယ်လောကစီးပွားရေးနဲ့ဘာမှမဆိုင်ဘူးလောကီကြီးပွားရေးကိုဟောတာမဟုတ်ဘူးလို့ထင်လို့ရှိရင်လည်းလုံးဝလွယ်မှားနေတယ်မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာလူဘဝမှာစီးပွားရှာကြနာလားကြော်ကြားကြနာလားအောင်မြင်ကြနာလားကျမ်းမာကြနာလားအသက်ရှည်ကြနာလားဘဝမှာဘာပဲလူချင်းတဲ့နိလန်းတွေရအောင်လုပ်နိုင်တဲ့နိလန်းတွေကိုဟောပြောဆုံးမတာပဲဖြစ်တယ်အဲ့ဒါလိုမဟုတ်ဘူးတန်တရာကြီးထဲမှာမနေချင်တော့ဘူးဟိုချင်းအချင်းသိချင်းဆိုတဲ့ဒုက္ခတွေမခံချင်တော့ဘူးဘယ်တော့မှမဝရမနာရတဲ့အနေအထားမျိုးကိုရောက်ချင်တယ်ဆိုရင်လည်းအဲ့ဒီလမ်းကိုညွှန်ပြအဲ့ဒါနောက်ဆုံးမှညွှန်ပြတာနော်သို့တော့အများစုကဘုရားတရားတော်တွေကလောကုတ္တရာတွေတို့နဲ့မဆိုင်ဘူးဆိုပြီးမျက်ကွယ်ပြုတတ်ကြတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်မှာဒီဘဝလည်းကောင်းစားမယ်နောင်ဘဝဆိုတာနောင်ဘဝပေါင်းမြောက်များစွာအတွက်လည်းကောင်းကျိုးချမ်းသာရဘဝတွေကိုယွံမောပြီးမလိုချင်တော့ဘူးဆိုရင်လည်းပဲဘဝကထွက်မြောက်ကြောင်းလမ်းစဉ်ကိုဟောပြောဆုံးမပေးတာပဲဖြစ်တယ်